ဖူတန်ကောင်းကင်ချက်ရဲ့အလုတ်လုတ်ပုံစစ်သားဟာလေဒီပူပေါင်းကိုလေမုတ်ကမြင့်တင်ထားပြီးလေရင်တစင်းဟာအနေပိုင်းကနေပြန်တန်းကဘွီပုံစံချိတ်နဲ့ကျိုးကိုဖမ်းယူပြီးနောက်ရုတ်တရက်အပေါ်ကိုထိုးတက်သွားပါတယ်။အဲ့ဒီနီးနဲ့လူကိုတနာရီမှာမိုင်တရကျော်နှုံးနဲ့မြေပြင်ကနေဆွဲတင်လိုက်ပြီးကျိုးကိုပေ900အမြင့်ထိညှောက်တင်ကရန်သူရဲ့ချင်းချောက်မှုကနေလွတ်မြောက်စေခဲ့ပါတယ်။ပြီးရင်လေရင်အဖွဲ့ကအဲ့ဒီလူကိုပြန်ဆွဲတင်ပြီးလေရင်ထဲကိုသိမ်းယူကထွက်ပြေးနိုင်ခဲ့ပါတယ်။မီးလောင်မှုအတူကြောင့်ခွေးတကောင်ကိုကယ်တင်ခဲ့သူဒီလူဟာမီးလောင်နေတဲ့အိမ်ရဲ့ခြံစည်းရိုးကိုကားနဲ့တိုက်ခွဲဖြတ်ဝင်ပြီးခွေးကိုကယ်တင်မှုအတွင်းကိုပြေးဝင်သွားခဲ့ပါတယ်။ပြီးရင်ခွေးကိုပွေးဘက်ကအောင်ပွဲခံသူလူမျိုးထွက်လာခဲ့ပေမဲ့လည်းအဲ့ဒီမြင်ကွင်းကိုကြည့်ရှုနေတဲ့အိမ်ကြီးချင်းတွေမှာတော့အံ့အားသင့်ပြီးဘာမှနားမလည်နိုင်ပဲရက်ကြည့်နေခဲ့ကြရပါတယ်။ဘာလို့လဲဆိုရင်မီးလောင်မှုဟာလုံးဝမရှိပဲလူတဦးကသူ့ရဲ့ကားနဲ့တိုက်ဝင်တာခွေးတစ်ကောင်ကိုခိုးယူထွက်ပြေးနေတယ်လို့မျိုးသားဖြစ်နေပါတယ်။ဖြစ်ရမှန်ကတော့သူဟာရခင်ကတည်းကမူရစ်ဆေးတွေကိုတုံးဆွဲထားခဲ့ပါတယ်။အဲ့ဒီဆေးတွေကြောင့်လည်းသူဟာစိတ်ချောက်ချားဝေဒနာခံစားခဲ့ရတာဖြစ်ပါတယ်။ဒါကြောင့်ပဲသူ့အိမ်ကြီးချင်းရဲ့အိမ်မီးလောင်နေတဲ့လူလုံးဝယုံကြည်စိတ်ဖြစ်သွားစေခဲ့ပါတယ်။နောက်ဆုံးမှာတော့အိမ်ကြီးချင်းတွေကရဲကိုခေါ်ဆောင်လာပြီးသူ့ကိုဖမ်းဆီးခဲ့ကြပါတယ်။